Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ video မင်းခန့်ဆိုတဲ့ channel အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့ဒီကျွန်တော်ရဲ့ဒီနေ့ပဲတင်လာတဲ့ video လေးကို16ရောက်ဖြစ် viewer ကိုတင်ပေးရတဲ့အတွက်ဒီကျွန်တော်ဒီညဘက်ပေါ့နော်ဒီညခင်းဘက်ကိုကျွန်တော် video တစ်ပုတ်လေးထပ်ပြီးတော့တင်ပေးရပဲဖြစ်ပါတယ်ဒီ view တွေနောက်တစ်ခါကြာရင်လည်းများရင်ကျွန်တော်ဒီ1000လောက်ဆိုရင်အများကြီးလုပ်ပြီးပါဘောနော်ကိုမှ challenges တို့ပါလုပ်မှာဖြစ်ပါတယ်ဆိုတော့အားလုံးကိုအားပေးတဲ့အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်စရအောင်ပထမဆုံးねဒီနေ့မှာကျွန်တော် teachable machine ဆိုတဲ့ဒီ AI ကိုကျွန်တော်တို့ကဒီ train မှာဖြစ်ပါတယ်ဒီ AI ကိုပိုင် AI ဆိုပြီးတော့ train တဲ့လိုမျိုးလို့လုံးမှာဖြစ်ပါတယ်ဆိုတော့ subject ပဲကြည့်ပါဦးပထမဆုံးအနေနဲ့ Google မှာ search မှာ teachable machine ဆိုရှာလိုက်ပြီးတော့အဲ့ဒီဝင်ပြီးတော့ဒီမှာ get start ကိုနှိပ်လိုက်ပါ get start ကိုနှိပ်သွားရင်ဒီမှာ3မျိုးရှိရပါတော့ဗါလေ post project ကိုခဏကိုလှုပ်ရှားရတယ်သူရတာရှိမယ်ကြားရရှိမှာဒါကတော့ example နဲ့ပြောတာပေါ့နော်အခုကတော့ကျွန်တော် image project နဲ့ရင်စမ်းပြပြပါတယ်ဆိုတော့နှိပ်လိုက်အောင်ဘလာโอเคပါဒါလေးကိုရွေးပါမယ်သူပြောတာဒါတဲ့ရတယ်ပြတော့ဒီနေ့ကျွန်တော်3ခုလောက်ကို train ပြမယ်ဆိုတော့ work can ဟုတ်တယ် work can လေးကိုအရင်နှိပ်မယ်although while visiting the site ကိုကျွန်တော်နှိပ်ပါမယ်ဒါဆိုရင်ဒီမှာပေါ်လာပြီပေါ့နော်ကျွန်တော်ရုပ်ကြီးကိုမကြည့်ပါနဲ့လို့မလားဘူးအဲ့လိုမျိုးလေးပေါ်လာရင်ဒါပထမဦးဆုံးအနေနဲ့ကျွန်တော်ရက်တောင်လေးနဲ့စမ်းပြရအောင်နော်ရက်တောင်လေးနဲ့စမ်းပြမယ်ဆိုရင်ဒီမှာရက်တောင်ဗျာကျွန်တော်ပုံရိုက်ကမယ်သူ့ကိုဒီပုံမင်းများထုတ်ပြီးလေကျွန်တော်ကောင်းလေပြီပေါ့နော်အဲ့ဆိုတော့ရပြီဒါကို train work on ပြန်နှိပ်လိုက်တော့ class 1မှာကျွန်တော်တို့ဒီ fun လို့ရေးလိုက်မယ် F U N fun ဒါရက်တောင်လို့ဘာသာပြန်ရင်တော့ရက်တောင်လို့ပြောရတာပေါ့နော်ဒုတိယအနေနဲ့ကျွန်တော်တို့ဗာလေဒုတိယအနေနဲ့ကစားလို့မယ်ကျွန်တော်စာအုပ်ဖက်ကကြိုက်ဆုံးပဲစာအုပ်လုပ်မယ်ဆိုရင် B O O K book work can ကြည့်တယ်နော်ကြည့်နေယုံကြည်မယ်နော်ကျွန်တော်အခုဟာဒီ flyer found web ဖြေအောင်မလို့နော်ဒီနေ့ဟိုက try ထည့်တဲ့ဆိုတဲ့ video လေးမှာပြောတဲ့အတိုင်းပဲစောင်းမရှိလို့2ရက်လောက်ကကျွန်တော်ပြတ်မယ်ပါအဲ့ဒါစိတ်မရှိပါနဲ့ဆိုတော့ဒီလောက်ဆိုရင်ကျွန်တော်ဒီနေ့ရပြီ book ဆိုရင်ဒါဒီလောက်နဲ့ဆိုရင်ဒီမှာသူက train မှာ model တဲ့ဒါဆိုရင် train model ကိုနှိပ်လိုက်ရင်ဗျာသူကဒီ model ကို train နေမှာ model ကို train နေမှာဆိုတော့ဒီ training နဲ့ဒါသူ training လုပ်နေတယ်ပေါ့နော် training လုပ်နေတယ်ပြောတာ training လုပ်နေတယ်လို့ပြောတာဖြစ်တယ်အဲအကြောင်းဒီခဏတော့စောင့်ပြရမယ်ဒါဆိုရင်ဒီမှာ weight ကိုနှိပ်လိုက်ဝိတ်ကိုနှိပ်ရင်ဒီမှာကျွန်တော်ဒီ percentage နေပေါ်လာရင် percentage ဒါပြောရရင်ဒါလေးရတယ်ဒီဘူးတုတလည်းရတယ်ဘူးတုတလည်းရတယ်လို့ဒီ AI အခုလက်ရှိတလော AI နေကဒီအခုတော်တော်ခစ်စားရတာဗျာ AI ခစ်ဆိုတော့ဘာဖြစ် AI နဲ့ပတ်သက်တာလေးတော့ကျွန်တော်လုပ်ပေးရမယ်လေအဲ့အတွက်ကျွန်တော်ဒါလေးကိုဒီနေ့ဒါလေးကိုလုပ်ဖို့
ရွေးချယ်လိုက်တာဖြစ်ပါတယ်0ပဲရှိသေးတယ်လိုင်းရတယ်ကွာမတရားကောင်းလိုက်ရှယ်ကျွန်တော်ပထမဆုံးစလုပ်တော့ကတော်ကျွန်တော်စိတ်ရင်တော့ခတ်တယ်လို့ထင်တာဗျာအဲ့မဲ့နောက်ဆုံးကြတော့လေလွယ်တယ်လို့စိတ်ကထင်လာတယ်လူရဲ့ဒီဟိုဟာစိတ်ပဲဗျာဒီကိုကပထမဒီခတ်တယ်လို့ထင်နောက်ပိုင်းကျရင်ဒီကလွယ်နိုင်တယ်အဲ့ဒါမလို့စိတ်ကိုထိန်းဘာလို့ trade လို့မရတာတော့ဒါကျွန်တော်တို့ဘက်က line မကောင်းလို့တီးလေးတော့ခံပြီးပဲဒါကျွန်တော်ဒီနေ့တော့ဒီလောက်နဲ့ပဲရပ်ပြစီပြပါဆိုတော့ဒီဘက်မှာ connection တွေကဒီတိတ်မကောင်းဆိုတော့ဗျာအဲ့ဒီတော့အားလုံးစိတ်ရှိပါနဲ့ဒါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်ရင် like and subscribe သို့မဟုတ်တခြားကြိုက်တဲ့ emoji လေးတွေလည်းဝင်မှန်းလို့ရပါတယ်အားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲနောက်ဗီဒီယိုပြန်တွေ့ကြရအောင်အားလုံး bye bye